Gangang Sule Soragaro, a mutamidi letting chabiro, the chinsoine, windy pepper lady, Kazani pipare, Mumaye, windy pepper to win it, to reno piolo yarebono. Now to kuka, nol tiki, tuka, seesaw Kazani nero to rebono, Tamadra Matachisoro, and a next level bono, Mr. Queen Sakare Matamuli pare, Chipularamadi. Now to kuka, Hunori. သူကအန်စာတုံးခောက်ပြီးတော့နေရာရွှေ့တာနဲ့တူတယ်မိုနိုပွေလီကစားနဲ့တူရပေါ့နော်ယူနိုရီဒါမျိုးလဲဟို Running Man တို့ဘာလို့ထဲမှာဆိုခဏခဏပါတယ်ဒါကိုရီးယားရိုးရာကစားနည်းတစ်မျိုးပါတဲ့နောက်တစ်ခုကစွန်လွတ်တာပေါ့နော်ဆိုရတော့မြန်မာမှာလဲစွန်လွတ်တယ်ဆိုတော့ငယ်ငယ်တော့ကလဲကွင်းပြိန်ထဲမှာစွန်လွတ်တယ်လေးတကုံလွတ်တယ်ပေါ့နော်အဲ့ဒါကိုယောနာလီကီလို့ခေါ်တယ်နောက်တစ်ခုကဂျဲကီချာကီဒါမျိုးလေးခတ်တာပေါ့နော်စကွေဂိမ်းစကားထဲမှာတော့ပါလိုက်သေးရပါတော့ဂျဲကီချာကီချင်းခတ်တယ်လို့ပဲနောက်တစ်ခုကတရေပင်ခုံတာသူတို့လည်းတရေပင်ခုံနေပေါ့နော်ဂိုမူဂျူလ်နိုဒီဘာလို့အဲ့လောက်တူရတာလဲပြီးတော့လွန်ဆွဲတာဂျူလ်ဒါရီကီဆိုတော့ရွာမှာတော့ငငယ်တော့မိုးမရွာရင်တော့လွန်ဆွဲကြရပါတော့နောက်တစ်ခုကတော့ပဝါချတာစူကွန်ဒိုလီကီဒါမျိုးလဲရောဘုံကစားဘူးလောက်မယ်ထင်တယ်ဆိုတော့လဲတက္ကသိုလ်လုံးကစီနီယာနဲ့ပြောပွဲစားထွက်ရင်ဒါမျိုးလေးတွေကစားတယ်ပေါ့နော်ပဝါချတာအယုတ်ချတာပေါ့နော်နောက်တစ်ခုကဘာတုကြားချတယ်လို့မျိုးပဲအဖြူနဲ့အနက်နဲ့အလုံးလေးတွေကိုတုံးပြီးတော့ကစားတာပေါ့နော် The Glory ဇာတ်ကားထဲမှာဆိုရင်အဲ့ဒါဘာတုကစားတဲ့ကားပေါ့နော်အဲ့ထဲမှာကြည့်ဘူးမယ်လို့ထင်တယ်ဒါကတော့ကိုရီးယားရိုးရာနဘန်းသက်ပွဲပေါ့နော်သူကရှီရမ်ဒါကကြတော့ဂျန်ကီကလည်းသူကစစ်တူရင်ကစားတာပေါ့နော်သူကစစ်တူရင်ဖြစ်တဲ့သူကနေရုပ်တို့မြင်းရုပ်တို့ဘရင်ရုပ်တို့အဲ့လိုမျိုးပါမှာပေါ့နော်ဂျန်ကီဒါကတော့အိုဘုတ်ကစားတာပေါ့နော်ဆိုကုမ်နိုရီအိုဘုတ်ကစားတယ်ထမင်းချက်ကြီးကစားတယ်ဈေးရောက်တယ်အိမ်ဆောက်တယ်ဇာတို့လည်းမြန်မာမှာလည်းကစားတယ်ပေါ့နော်ဆိုကုမ်နိုရီဒါကတော့ကိုရီးယားတွေမှာကစားတဲ့ကစားနည်းဖြစ်ပါတယ်တချို့ကတော့ရှင်းတော့ပဲကစားတာအခုမကစားတော့ဘူးပေါ့နော်မြန်မာနဲ့တော်တော်လေးကိုတူရယ်နော်ဘယ်သူရရမယ်လို့မျှော်လင့်ပါတယ်ဗျ